အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင်တော့တင်ကာကတ်ထဲမှာ push button လေးကိုအသုံးပြုပြီးတော့မှ red LED နဲ့ green LED on off လုပ်ပုံလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့တင်ကာကတ်ထဲဝင်လိုက်မယ်ပြီးရင် plus button လေးကိုနှိပ်ပြီးတော့မှ circuit ထဲကိုဝင်ပါမယ်Arduino board လေးတစ်ခုယူလိုက်ပါမယ်ပြီးရင်တော့ဒီချေတို့ red LED လေးတွေ green LED လေးတွေ push button လေးတွေကိုယူပါမယ်ဒီချေတို့ဒီ breadboard နဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီချေကဒီမှာground ကတော့နှစ်ခုလောက်ရှိရတဲ့အတွက်ကြောင့်ဒီမှာ breadboard မသုံးပြသေးဘူးပေါ့နော် breadboard နဲ့သုံးပြီးတော့မှဒီချေတို့ချိတ်ဆက်လည်းရပါတယ်စာအုပ်ဆုံးဒီချေ push button ယူလိုက်ပါမယ် push button ယူပြီးတဲ့အခါကျတော့ push button ရဲ့တစ်ဖက်တစ်ချမ်းကိုဒီချေက5 volt လို့ပေးထားလိုက်ပါမယ်နောက် resistor တစ်လုံးယူပြီးတော့ချိတ်ဆက်လိုက်ပါမယ်resistor ရဲ့ထွက်တဲ့ port ကိုဒီချက်ကဒီ ground ပေါ့နော် ground ကိုဒီချက်ပေးထားပါမယ်ground button လေးပေါ့နော်အဲ့တော့ဒီကျိုးလေးတွေကိုဒီချက်တို့ကအရောင်လေးတွေမတူအောင်ထားလို့ရတယ်ပေါ့နော်ဒီ ground လေးဆိုဒီချက် black color လေးပေးခြင်းလို့ဆို black color ပေးလို့ရပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်ဒီဒီမှာ red color လေးကိုယူပြီးတော့မှ port number 2နဲ့ဒီချက်ကဘာနဲ့ချိတ်ဆက်ထားမှာလဲဆိုလို့ရှိရင် resistor ရဲ့ button နဲ့ချိတ်ဆက်ထားမှာဖြစ်ပါတယ်ဒီဟာလေးပေါ့နော်ဒါ resistor button လေးနဲ့ချိတ်ဆက်ထားပါပေါ့နောက်တစ်ခုကတော့ဒီချက်တို့ LED လေးတွေယူမယ်ပေါ့နော်ဒီမှာဒီချက် red LED ကိုယူလိုက်ပါတယ် red LED ရဲ့ port တစ်ဖက်ကိုချက် brown ချိတ်လိုက်ပါတယ်နောက်ထပ် port တစ်ဖက်ကိုတော့ဒီချက်က resistor ကိုသုံးပြုပြီးတော့မှဒီချက်တို့ဒီ port number 13မှာချိန်လိုက်မယ်ပေါ့နော်နောက်ထပ် LED တစ်ခုယူလိုက်ပါတယ်ဒီ LED ကိုတော့ဒီချက် green LED ကိုပြောင်းလိုက်ပါတယ်ပြောင်းပြီးတော့ဒီ green LED မှာဆိုလို့ရှိရင်လည်းဒီချက်ကချိန်လို့ရတဲ့အပိုင်းပေါ့နော်ချိန်လို့ရတဲ့အပိုင်းကဒီမှာနောက်ထပ် ground ကတစ်ခုရှိနေသေးတယ်ပေါ့နော်အဲဒါကြောင့်ဒီချက်ဒီကနေပြီးတော့မှလာပြီးတော့မှဒီ ground ကိုဒီချက်ချိန်လိုက်ပါတယ်ဒီအောက်မှာညညောင်းလေးကိုဆွဲလိုက်တယ်ပေါ့နော်ပြီးရင်တော့ဒီမှာ resistor လေးတစ်လုံးခံပြီးတော့မှသူ့ကိုဒီချက်က port number ဒီ9မှာပေါ့နော် port number 9မှာဒီချက်ချိတ်ဆက်လိုက်ပါမယ် okay ဒါဆိုရင်ဒီချက်တို့ကဒီဥစ္စာလေးတွေချိန်ပြီးသွားပြီဆိုလို့ရှိရင်ချက်တို့ကုတ်ကလေးတွေရေးကြည့်အောင်ပါပထမဆုံးချက်တို့သိထားမယ့်ဥစ္စာဒီ simulation အလုပ်မှာပေါ့နော်ကုတ်ထဲမှာဆိုရင်ချက်တို့ကဒီမှာ block ကုတ်နဲ့ block test ကုတ်ဆိုပြီးနှစ်ခုရှိပေါ့နော်ဆိုတော့ဒီဟာလေးချက်ခဏတော့မိုက်ပုံးနဲ့ထည့်ပြီးတော့ဖြုတ်လိုက်မယ်အရင်ဆုံးတော့ဒီချက်တို့က serial ပေါ့နော်အရင်ဆုံး press to serial monitor ဆိုပြီးတော့မှချက်လို့ယူလိုက်တာပေါ့နော်အဲ့တော့ serial monitor ကိုယူတဲ့အခါမှာဒီချက်တို့ကဒီ LED pin ပေါ့နော်ဖတ်လိုက်တဲ့အခါမှာကျတို့ဘာလို့ဖတ်မှလဲဆို pin number 2မှာချိန်တာ pin number 2ကိုဖတ်လိုက်တာပေါ့နော် pin number 2ကိုဖတ်ပြီးသွားတဲ့အခါမှာရှေ့မှာလုပ်ထားခဲ့တဲ့ project တိုင်းပဲပေါ့နော်တချို့ဘာယူမလဲဆိုလို့ရှိရင် control လေးတစ်ခုယူလိုက်ပါတယ်တချို့ဒီနေရာမှာ if နဲ့ else နဲ့ဆိုတော့ control တစ်ခုယူလိုက်ပါတယ်ဆိုတော့တချို့ဒီနေရာမှာ check လုပ်မဲ့ဥစ္စာကညာလေးပေါ့နော်equal to လေးပေါ့ equal to လေးရဲ့ equal to height ပေါ့နော်ဒါနည်းအားဖြင့်တချို့ရဲ့ input ဖြစ်တဲ့ serial read ပေါ့နော် read digital pin ပေါ့ pin number 2ပေါ့နော်ခုန button လေးပေါ့ button pin ကိုဒီချက်တော့ pin number 2ပေါ့ pin number 2က height ဖြစ်ခဲ့မယ်ဆိုရင်ဒီနေ့က pin number 2ကို clone နှိပ်ခဲ့မယ်ဆိုရင်ဒီချက်တို့ကဒီ set pin number ပေါ့နော်ဘယ်ဟာကိုလဲဆို green LED နဲ့ red LED ရှိပါတယ်ချက်တို့ pin number 13မှာတစ်ခုပေါ့နော်13မှာရှိနေတာ red LED ပါ red LED ကို hide လုပ်မယ်ပြီးတဲ့အခါကျရင်ချက်တို့က green LED ကို pin number 9မှာထားကြတာဆို pin number 9ကိုချက်တို့ပိတ်လိုက်မယ်ပေါ့နော်ဘယ်လောက်စက္ကန့်ကြာအောင်ထားခြင်းလဲဆိုရင်5 second ကြာအောင်ထားခြင်းနဲ့သို့မဟုတ်10 second ကြာအောင်ထားခြင်းကြိုထားလို့ရပါတယ်နောက်တစ်ခုကသို့မဟုတ်ဒီဟာမထားခြင်းဘူးဆိုလည်းထုတ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုအကယ်၍များခြင်းက else ပေါ့နော်ဘယ်တကောင်မနှိပ်ခဲ့ဘူးဆိုလို့ရှိရင်ခြင်းက green LED ကိုတောက်လျှောက် on နေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုဒီလိုလေးရေးလိုက်ပါဆိုတော့ရေးပြီးသွားတဲ့အခါကျလို့ရှိရင်တော့ခြင်းတို့ကုတ်ကို step simulation လုပ်လိုက်တဲ့အခါမှာပထမဆုံးဒီ green LED ကတောက်လျှောက်လင်းနေတာပေါ့နော်ဒီမှာတောက်လျှောက်လင်းနေတကယ်လို့တစ်ချက် push button နှိပ်လိုက်ပြီဆို green LED က off ဖြစ်ပြီးတော့မှ red LED ကလင်းနေတာကိုမြင်ရမှာပေါ့နော်ဒါကတော့ push button ကိုကျွန်တော်က5 second ပြီးတဲ့အခါမှာတစ်ခါပြန်ပြီးတော့မှနေမှာပေါ့နော်အဲ့တော့အခုတကယ်လို့ပေါ့နော်တီချာတို့ကဒီနေရာမှာနောက်ထပ် pin number 13ကိုမပေးထားလို့ရလဲဆိုလို့ရှိရင်ဒီမှာ off လုပ်ပေးထားလို့ရတယ်ဆိုတော့ simulation ကိုပြန်ပြီးတော့ကြည့်လို့ရှိရင်ဒီကျတော့ဒီမှာ green LED on နေတယ်ဒါလေးကိုဖွင့်လိုက်မယ် green LED က off ပြီး red LED နဲ့ on မယ်5 second ကြာပြီးတဲ့အခါမှာ red LED က off ပြီး green LED ပြန် on သွားမယ်နှလုံးနှိပ်လိုက်တော့မှ red LED က5 second on လာမယ်အဲ့ဒီမှာ green LED က off ဖြစ်နေမှာပေါ့နော်ဒီကျတော့ဒီ condition ကိုဒီနေရာမှာ check လုပ်ပြီးတော့မှအသုံးပြုရပါတယ်